Redford အတွက်မန်နိုင်တက်ကိုပြောင်းရွှေ့ခြင်းအပြည့်ပေးချေရမယ်ဘာစနာရဲ့သတင်းအပါအဝင်နောက်ဆုံးရအောင်စာသင်းများအားလုံးပဲမင်္ဂလာပါများကျွန်တော်ရဲ့ GB1 Say ဘောလုံး channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ Brown ဆုံးအနေနဲ့ Vinicius ကိုလူမျိုးရေးခွဲခြားလိုက်တာကြားလိုက်တယ်လို့တက်တေလိုက်ပေးလာတယ်။ဘာပေဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပါ။ပြီးခဲ့တဲ့အင်္ဂါနေ့ကကစားခဲ့တဲ့ Champions League Playoff ပထမကြော့ပွဲစဉ်မှာဘေမီကာကွင်းလေလူ Bastiani က Vinicius Junior ကိုလူမျိုးရေးခွဲခြားစော်ကားခဲ့တယ်ဆိုတဲ့ဆွဆွဲချက်တွေပေါ်အရေးယူပေးဖို့ Real Madrid တိုင်းစစ်မှု MRB ကတောင်းဆိုလိုက်ပါတယ်။ပွဲရည်90မှာ Vinicius ကအနိုင်ဂိုးသွင်းယူခဲ့ပြီးတဲ့နောက်မှာလူမျိုးရေးခွဲခြားခံခဲ့ရကြောင်းဆွဆွဲခဲ့တာကြောင့် Lisbon မှာကစားနေတဲ့အဲ့ပွဲစဉ်ကို10မိနစ်ခန့်ရန်နာခဲ့ရပါတယ်။အသက်20အရွယ်အာဂျင်တီးနားသား Bastiani ကတော့ Vinicius ဟာသူကြားလိုက်ရတဲ့အရာကိုအထင်မှားအမြင်မှားဖြစ်နေတယ်ဆိုပြီးတော့ညင်းဆိုထားပါတယ်။တကယ်တော့အပြည့်ရှိကြောင်းတွေးရှိရရင် UEFA ရဲ့စီးမြင်အရအာဂျင်တီးနားသား10ပွဲအထိပွဲပယ်ပြစ်ဒဏ်ခံရနိုင်ပြီးလက်ရှိမှာတော့အထူးစုံစမ်းရေးမှူးတဦးကိုခန့်အပ်ပြီးအထောက်အထားတွေစုဆောင်းနေပြီဖြစ်ပါတယ်။ဘာဘေကစပိန်ရုပ်သံ TV နဲ့အင်တာဗျူးမှာဘေဘီကာရဲ့ John Anderson ကသူ့ရဲ့ဂျာစီကိုပါဇက်ရှိအထိဆွဲတင်ပြီးဗီနီကိုမြောက်လို့9ချိန်တန်တိုင်ပြောခဲ့တာကိုကျွန်တော်ကိုယ်တိုင်ကြားခဲ့ရသလိုတခြားဘေဘီကာကစားမတွေလည်းကြားခဲ့ကြပါတယ်လို့ဘာဘေကကာကွယ်ပြောဆိုခဲ့ပါတယ်။ဘေဘီကာအသင်းကတော့ပွဲအတွင်းစူညံတန်နေနဲ့ကစားမချင်းချင်းအလန်းဝင်နေတာကြောင့်ဘေးကစားမတွေအနေနဲ့အဲ့စကားကိုကြားနိုင်စရာအကြောင်းမရှိဘူးခြေပါထားပါတယ်။ဘာဘေကတော့ဘေဘီကာနီးပြတဲ့မော်ရီညိုကိုကျွန်တော်ပြေဝလေးစားပါတယ်။ဒါပေမဲ့ဒီကစားမကတော့ဒီပြိုင်ပွဲမှာကစားဖို့မထိုက်တန်ပါဘူး။လူငယ်တွေကိုစံပြာကောင်းပြမှာပါဒီတိုင်းလွတ်ထားမယ်ဆိုရင်ဘောလုံးလောကရဲ့တန်ဖိုးတွေကဘာမှအတိတ်ပဲရှိတော့မှာမဟုတ်ဘူးဆိုပြီးတော့ပြင်းပြင်းထန်ထန်ဝေဖန်သွားခဲ့ပါတယ်။ဒုတိယအနေနဲ့ Redford အတွက်မန်နိုင်တက်ကိုပြောင်းရွှေ့ခြင်းအပြည့်ပေးချေရမယ်ဘာစနာဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Marcus Rashford ကိုဘာစနာအသင်းစီကိုအပိသက်ရောင်းချမယ်ကိစ္စနဲ့ပတ်သက်ပြီး Manchester United အသင်းကသဘောတူညီထားတဲ့ပြောင်းရွှေ့ခြင်းကိုရှော့ချညှိနှိုင်းပေးဖို့အစီအစဉ်မရှိဘူးလို့သိရပါတယ်။ Rashford ကပြီးခဲ့တဲ့နေရာဒီမှာဘာစနာကိုတရားဒီအငှားနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပြီးအငှားစာချုပ်ကုန်ဆုံးချိန်မှာယူရိုတန်း30ကနေ35တန်းချပေးချေပြီးအပိသက်ခေါ်ယူခွင့်ပါဝင်ပါတယ်။ဘာစနာအသင်းကအဲ့အပြောင်းရွှေ့ခြင်းတဲ့ရှော့ပေးဖို့မျှော်လင့်နေပေမဲ့ United ဘက်ကတော့သတ်မှတ်ထားတဲ့ကြေးအတိုင်းပဲရမှပဲရောင်းချမယ်လို့တင်ခံထားပါတယ်။သတင်းမီဒီယာ Redford ကတော့ဘာစနာမှာပဲဆက်နေချင်ပါတယ်။အင်္ဂလန်သားကနီးပြဟောင်းအမော်ရီလက်ထက်မှာ United အသင်းကြီးကနေဖယ်ထုတ်ခြင်းခံခဲ့ရသူပါ။ Redford ကတရားဒီဘာစနာအသင်းမှာခြေစွမ်းဖျားနေပြီးပြိုင်ပွဲဆုံ34ပွဲမှာ10ဂိုးသွင်းယူထားပါတယ်။အင်္ဂလန်သားက United နဲ့2028ခုနှစ်ထိစာချုပ်တက်တန်းရှိနေတော့မယ်ဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ Vinicius ကပီလီလိုအောင်ပွဲခံသွားခဲ့လို့ဝေဖန်လိုက်တဲ့မော်ရီညိုဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပါ။ဘေဘီကာနီးပြဟိုစီမော်ရီညိုကတော့ချန်ပီယံလိပွဲစဉ်ရဲ့ပွဲချိန်85မိနစ်မှာအနီးကပ်ပြထုတ်ပယ်ခံရတာကြောင့်လာမယ့်အပတ်ဘာရီဗျူးကွင်းမှာကစားမယ့်ဒုတိယကြော့ပွဲစဉ်ကိုလွဲချော်သွားတော့မှာဖြစ်ပါတယ်။မော်ရီညိုကသူထုတ်ပယ်ခံရမှုနဲ့ပတ်သက်ပြီးကျွန်တော်ကတကယ်ဖြစ်နေတဲ့အမှန်တရားကိုပြောလိုက်လို့ထုတ်ခံရတာပါ။ဒိုင်လူကြီးစီမှာချာမန်နီကာရီယက်စ်နဲ့ဟွန်ချန်တို့ကိုဝါကတ်မပြရဘူးဆိုတဲ့စာရက်တရက်ပါနေတယ်လို့ပါပဲဆိုပြီးတော့ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်အပေါ်မှာတယော်ပြီးဝေဖန်ခဲ့ပါတယ်။ Real Madrid အသင်းကစားမဖြစ်သူ Vinicius Junior လူမျိုးရေးခွဲခြားခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘရာဇီးသားကပီလီလိုမျိုးလုံလုံကျူးကျူးအောင်ပွဲခံသွားခဲ့တာဖြစ်ကြောင်းလဲဝေဖန်သွားခဲ့တာဖြစ်ပါတယ်။ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲ။နောက်ဆုံးရအားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေပွဲချိုပွဲပြီးသုံးသပ်ချက်တွေပြီးစိတ်ဝင်စားဖွယ်အကြောင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ GB1 Say ဘောလုံး channel လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။